မင်္ဂလာပါကျမတို့ဒီနေ့ကိုရီးယားပြည်တွင်းမှာစာရိုက်ကနေတဆင့်ပေါ့နော်ပစ္စည်းတွေစာရွက်စာတမ်းတွေပို့တာနဲ့ပတ်သက်ပြီးတော့ဒီပို့တဲ့နည်းလေးကိုကျမတို့ရိုးရိုးရှင်းရှင်းဗီဒီယိုလေးနဲ့ကြည့်ကြရအောင်။ဟိုစာရိုက်မှာရောက်သွားပြီပစ္စည်းပို့မယ်ဆိုလို့ရှိရင်အရင်ဆုံးလောက်ကမှာကကြတော့ဘွန်းတို့ဖြိုပေါ့နော်ကျမတို့ဘန်တွေဘာတွေသွားလို့ရှိရင်လည်းကိုယ့်ရဲ့တုံကင်နံပါတ်ကိုယူရတယ်ရက်ွက်ရုံတွေဘာတွေသွားလို့ရှိရင်လည်းတုံကင်နံပါတ်ကိုယူရတယ်လေအဲ့ဒီအတိုင်းပဲဘွန်းတို့ဖြိုဆက်လေးမှာကျမတို့ကဘုံတို့ဖြိုကိုကိုယ့်ရဲ့တုံကင်နံပါတ်ကိုထုတ်ကြမယ်။ဒါပေမဲ့ကျမကတော့လူများလားလူနည်းလားပုံမူတည်ပြီးတော့ဘုံတို့ဖြိုကိုထုတ်တယ်ပေါ့နော်။ဆိုတော့ကိုကသွားတဲ့အချိန်မှာလူအများများတယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘုကင်နံပါတ်လေးကိုဒီဆက်မှာအရင်ဆုံးထုတ်ထားလိုက်တယ်။အဲ့လိုမဟုတ်ပဲကိုပို့တဲ့အချိန်မှာလူကတိတ်မရှိဘူးနည်းတယ်ဆိုလို့ရှိရင်တော့ကျမကဒီဘုံတို့ဖြိုကိုအရင်မထုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကိုကတုံကင်နံပါတ်ကိုထုတ်ပြီးကမှကို့အလှည့်မှာကိုကပစ္စည်းတွေပါဆယ်တွေဘာတွေထုတ်တာမပြီးသေးဘူးဆိုလို့ရှိရင်အလှည့်ကိုကြော်ပလိုက်မှာဆိုလို့အဲ့တော့ကျမကဘယ်တော့မှဒီတုံကင်နံပါတ်ကိုအရင်မထုတ်ဘူး။ဖောင်အရင်ဖြည့်တယ်။စားရိုက်ထဲကိုဝင်သွားပြီဆိုတာနဲ့သူတို့ကနိုင်ငံခြားကိုပို့မှာလားကိုရီးယားပြည်တွင်းမှာပဲပို့မှာလားဖြည့်ရတဲ့ဖောင်လေးတွေရှိရပေါ့နော်ပြီးရင်မြင့်မှန်ဘောပင်တိတ်ဒါမျိုးတွေလည်းအကုန်လုံးအစင်သက်ထားပေးထားတယ်ပေါ့နော်အဲ့တော့ကျမတို့ကအရင်ဦးဆုံးဖောင်ဖြည့်ရမယ်အပေါ်ကွက်လေးမှာကြတော့ဘူနေတို့စာရမ်းဆိုတဲ့အပေါ်ကွက်လေးမှာကြတော့ပို့တဲ့လူရဲ့လိပ်စာပြီးရင်အင်္ဂလိပ်စာမှာကျမတို့ post code တွေရှိတယ်လေဆိုတော့ကိုက post code ကိုသိတယ်ဆိုလို့ရှိရင်လည်းဖြည့်မသိဘူးဆိုလည်းဖုန်းလေးနဲ့ရှာပြီးတော့ဖြည့်တော့စကားတွေအများကြီးပြောစရာမလိုတော့ဘူးပေါ့နော် post code လေးပါဖြည့်ပြီးတော့လို့ရှိရင်ပို့တဲ့လူရဲ့နာမည်ရဲ့အနောက်မှာကဖုန်းနံပါတ်ဒါလေးဖြည့်မယ်ပြီးရင်အောက်ကအကွက်မှာကျတော့ဘန်နွန်းစာတန်းလက်ခံမဲ့လူရဲ့လိပ်စာပြီးရင်ကိုကတခုခုလွဲသွားမှာဆိုလို့တခါတည်းကျမဆိုရင်တော့ post code ပါတခါတည်းထည့်ပေးတယ်ပေါ့နော်ပြီးရင်အလဲမှာလက်ခံမဲ့လူရဲ့နာမည်အနောက်မှာကဖုန်းနံပါတ်ဒီဖောင်လေးကိုဖြည့်မယ်တခြားအစားအသောက်တွေဘာတွေမို့လို့ကိုကနေတုံးလားနေချမ်းလားမသိဘူးဒါမျိုးတွေမသိဘူးဆိုလို့ရှိရင်တော့ကိုကပို့ကန်ဒီမှာဝန်ထမ်းကိုအထက်မှာဗာပစ္စည်းပါတယ်ဆိုတာလေးပြောပြီးတော့ဖြည့်ပေါ့နော်ဒါကတော့ကျမကတော့အစားအသောက်တွေမပို့ဘူးဆိုတော့အဲ့ဒီအကွက်ကိုမဖြည့်တော့ဘူးဖောင်ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ကိုပို့မဲ့ပစ္စည်း size ပေါ့နော်ကိုပို့မဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ကျမတို့ချက်ဖာရွေးရတော့မယ်ပါဆယ်ပို့မဲ့ချက်ဖာကကြတော့ကိုကအိမ်ကနေပြီးတော့ရှာပြီးတော့ထုတ်သွားစရာမလို24နိုင်ဆိုင်တွေကနေပို့မယ်ဆိုလို့ရှိရင် CJ ထပ်ပယ်ကနေပို့မယ်ဆိုလို့ရှိရင်ဒီပါဆယ်ထုတ်တာအိမ်ကနေတခါလေးပြင်ဆင်သွားရမှာပေါ့နော်စားရဲကနေပို့မယ်ဆိုလို့ရှိရင်တော့အိမ်ကနေပြင်ဆင်သွားစရာမလိုဘူးဒီမှာပဲကိုပို့မဲ့ပစ္စည်းရဲ့ size ပေါ်မူတည်ပြီးတော့ဒီချက်ဖာ size တွေအများကြီးရှိတယ်ပေါ့နော်အမဈေးကလည်းအဲ့လောက်ကြီးမကြီးဘူးဒီချက်ဖာအတွက်ကြတဲ့ငွေရကြတော့ကျမတို့ပစ္စည်းပို့တဲ့အခါမှာတခါလေးထည့်ပြီးတော့ရှင်းရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံးကိုပစ္စည်း size နဲ့ကိုက်ညီမဲ့ချက်ဖာကိုရွေးလိုက်မယ်အဲ့ဒီမှာကိုပို့မဲ့ပစ္စည်းကိုထည့်မယ်တိတ်တွေဘာတွေနဲ့တခြားပါဆယ်ထုတ်မယ်ပေါ့နော်တချို့နေရာတွေမှာကြတော့ဒီကျမတို့လက်ရင်းနဲ့ဖြည့်တဲ့ဖောင်ပဲမဟုတ်ဘူးပေါ့နော်ဆက်တွေလည်းထားပေးထားတယ်ဒီဆက်မှာပဲတခါလေး job စုလုပ်လို့ရတယ်ဒါကတော့ကိုပို့မဲ့ပစ္စည်းရဲ့အလေးချိန်ပေါ်မူတည်ပြီးတော့အခြေခံဈေးနှုန်းလေးတွေပေါ့နော်အမှန်မှအတိုးအလျှော်လေးတွေတော့နည်းနည်းပါးပါတော့ရှိမှာပေါ့ဆိုတော့ကိုကစာရွက်စာတမ်းစာအုပ်တွေဘာတွေပို့တယ်ဆိုလို့ရှိရင်လည်းဘာဝိတ်မှမရှိဘူးဆိုလို့ရှိရင်လည်းတော့အနည်းဆုံးတော့4000တော့ကျတယ်ကိုရဲ့တုံကင်နံပါတ်ကိုဆက်မှာအော်ပြီဆိုလို့ရှိရင်ဆက်မှာအော်တဲ့ကောင်တာကိုကသွားမယ်သွားပြီးရင်စာရွက်လေးကိုဖောင်လေးကိုပေးလိုက်မယ်ပြီးရင်အမှကတ်တားလေးရှိတယ်ပစ္စည်းအလေးချိန်ချိန်နဲ့ကတ်တားလေးရှိတယ်အဲ့ပေါ်ကိုကကိုယ့်ရဲ့ box လေးကိုတင်ပေးလိုက်ရင်သူကအထက်မှာပါလဲဆိုပြီးမေးလိုက်မယ်ကိုကအထက်မှာပါတဲ့ပစ္စည်းကိုပြလိုက်အဝတ်ဆိုလဲအဝတ်ပေါ့နော်အဝတ်စားဆိုလဲအဝတ်စားပေါ့ဒါမျိုးပြောလိုက်တဲ့အခါကျလို့ရှိရင်သူကလိပ်စာတွေပါတယ်ကိုပေးလိုက်တဲ့ဖောင်ကိုကြည့်ပြီးတော့ဒီဆက်မှာတော့သူဖြည့်ပေးလိုက်မယ်ဖြည့်ပေးပြီးတော့ရင်တော့ဘယ်လောက်ကြပါလဲဆိုပြီးတော့ဒီဆက်ကအလေးချိန်ဝိတ်ကြလာတဲ့ပုံမူတည်ပြီးတော့4000ဆို4000ဒါပေမဲ့ကိုကခုနကချက်ဖာတုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ချက်ဖာဘိုးကတက်900တန်းဆို900ပေါ့နော်အဲ့တော့4900ကြပါရဲဆိုပြီးတော့ကိုကကတ်ပေးလိုက်ရင်ဒီပြောစဲလုပ်လိုက်လို့ရှိရင်တခါတည်းပြီးသွားပြီပေါ့နော်ချက်ဖာပေါ်မှာသူကသူပို့ရမယ့်လိပ်စာတွေဘာတွေကိုတခါတည်းကတ်ပေးတယ်ကို့ကိုပေါချားကြတော့ရောင်းစုကျွန်းအားကြတော့ကကာအိုကနေပြီးတော့ပို့ပေးတယ်